မြန်မာကိုယ်တိုင်ကနှကမ်းမွေးကိုလမ်းပြနေတော့ကြံနေတဲ့လူကဘလို့ဖြစ်သွားမှာလဲအခုပုကက်မှာရရဆက်ဆက်နဲ့ဖမ်းနေတာတချို့အလုပ်တွေကဆိုတော့ကျွန်တော်တို့မြန်မာပြည်သားလှုပ်လို့မရဘူးမှန်တယ်သူတို့ဘလို့သိမှလဲသူတို့မသိနိုင်ဘူးကျွန်တော်တို့မြန်မာပြည်သားကိုယ်တိုင်ကဒီကောင်တွေကိုစွဲခေါ်ပြီးတော့လမ်းပြပေးတာဒီဆိုင်ကမြန်မာတွေအလုပ်လုပ်နေတယ်ဒီဆိုင်ကဘာလုပ်တယ်လဲဒီလူကဘာလုပ်တယ်လဲမြန်မာပြည်သားကဘယ်နေရာမှာအလုပ်လုပ်တာလဲဘယ်ရာသူမှအလုပ်လုပ်တာလဲအကုန်လုံးလိုက်ပြီးတော့ဆိုတော့လမ်းပြပေးတာကျွန်တော်တို့မြန်မာပြည်သားနှကမ်းမွေးကပုကက်မှာနေတဲ့လူမဟုတ်ဘူးဘန်ကောက်မှာနေတဲ့လူဘလို့ပုကက်အကြောင်းကို तू သိမှလဲ तू မသိဘူးအဲ့ဒါပုကက်ပလိတ်နဲ့ပေါင်းပုကက်ပလိတ်ကမသိတယ်မဟုတ်သိတယ်တချို့ကသူတို့လွတ်ထားတယ်ဒါပေမဲ့ဒီကောင်တွေကလိုက်ပြီးတော့ရှုပ်နေတဲ့ခါကျရင်ပလိတ်တွေလည်းသူတို့အလိုက်နဲ့လိုက်နေရတယ်သူတို့လည်းလှုပ်ရှင်တဲ့အရာကိုလှုပ်တယ်စင်နောက် background ရှိနေတဲ့ခါကျတော့စင်လိုက်လှုပ်တာသူတို့ဘလို့သိမလဲဒီဆိုင်ကထိုင်းလားမြန်မာလားဒီဆိုင်ကဘသူလဲသူဘလို့သိမလဲ तू မသိနိုင်ဘူးလေအားကြောင့်မြန်မာပြည်သားကိုယ်တိုင်ကလက်ဆွဲပြီးတော့ဒီဆိုင်ကမြန်မာပြည်သားအလုပ်လုပ်နေတယ်ဒီကောင်ကပတ်စံကင်တယ်ပတ်စံရှင်းတယ်အရှိမဈေးရောက်တယ်ဘာညာအဲ့လိုမျိုးနဲ့လိုက်ပြတာကြည့်စမ်းပါဒီလိုမျိုးလူတွေကဘလို့လဲအကိုနိုင်ငံသားချင်းချင်းမလို့ကြောက်တွန်းချချင်တာတချို့ကဆိုင်ရဆာရမ်းမရှိတာဘလို့လုပ်ဖို့လဲဗီဒီယိုတွေလည်းတက်သိရှိတယ်အဲ့လိုမျိုးဟိုမှာပလိုက်တွေဝင်လို့နှကမ်းမွေးတွေဝင်လို့စီကဒီကလူတွေကဆင်ပြေးရောဘောကိုမှဆိုင်ရဆာရမ်းမစုံတာအဲ့ဒါကိုဗီဒီယိုရိုက်ထားတယ်ပြီးရင်သူ့ပထွေးကိုပြဖို့ပြီးအလုံးလုံးနေတဲ့နေရာမှာကိုနဲ့အဆင်ပြေလားဘုရင်တဲ့ယာတူကရောမှန်လားကြည့်မှာနေတဲ့စင်တော့ဈေးရောက်တဲ့ဆိုင်ရဆာရမ်းလောက်ထားလားမတူဘူးနော်ကျွန်တော်တို့ဝဘမရှိတယ်စာအုပ်ရှိတယ်အရှိမဈေးရောက်စင်ဈေးရောက်တဲ့ကပြလောက်ထားမှရတယ်မလောက်ထားပဲနဲ့စင်ရှိတလောက်ဇာရွက်နေနဲ့မရဘူးနော်အဲ့ဒါတော့လေ view site ပြီးတော့ဒီကောင်တွေက live မွေးတယ်လှမ်းတယ်မွေးစားသားတွေကလိုက်ပြနေတဲ့ခါကြတော့လေသူပထွေးရတော့အမပြီဗောအဲ့လိုမျိုးအခုအဆင်တော့တော်တော်စိုးနေပြီအဲ့ကြောင့်ပုကက်မှာနေတဲ့သူကကို့မှာရှိနေတဲ့ဇာရွက်ဇာတန်းတွေတေချာကိုနဲ့မခွာထားပါပြီးရင်စူဆောင်းထားပါမရှိတဲ့ဟာကိုရှိအောင်မလုပ်နဲ့တွာလာတာလေဂယုဆိုင်ပါလို့ကျွန်တော်မှာချင်ပါတယ်